ထိုင်းနိုင်ငံရဲ့ပထမဆုံးနိုင်ငံတော်စုကိုထိုင်းမှာချစ်စရာကောင်းတဲ့အလေးထားလေးတစ်ခုကတော့မနက်တိုင်းရှိနေပါတယ်။အခုကျွန်တော်ရောက်နေတယ်ကျွန်တော်ကြောင်းနေတော့ကျတော့ဒီစုကိုထိုင်းနေတယ်မှာကြည့်ကြတဲ့ဒီထိုင်နေတယ်အလေးထားတော့မနေ့တိုင်းမှာဆောင်းနေတယ်နိုင်ငံသားတွေလာပြီးတော့လေးလာကြတယ်ကြားတယ်ဆိုတော့ဒေတာကနေပါတယ်အများကြီးပြီးတော့စီနေနမနဲ့စီတော့ဒါကြည့်ကြတယ်အဲ့ဒီကြည့်ကြပါစေဒီညလေးမှာဆွမ်းလောင်းလူဖို့အတွက်ဒါမှမဟုတ်ဆွမ်းလောင်းတဲ့အလေးထားကိုလေ့လာဖို့အတွက်ဆိုလို့ရှိရင်မနက်6 နာရီလောက်ကလေးကအသင့်ပြင်ဆင်ဆောင်ဆိုင်ဖို့လိုအပ်ပါတယ်။ဝက်တရဖန်ထုံရဲ့နမင်းကျော်တရားကြီးပေါ်မှာမနက်6 နာရီလောက်ကလေးကပြင်ဆင်မှုတွေစတင်ပါတယ်။အခုမြင်တွေ့ရတဲ့စီဒီကမူလစီဒီတော့မဟုတ်ပါဘူး။ပြန်လဲပြင်ဆင်ပြီးတော့မူလနေရာမှာတည်ထားတာပဲဖြစ်ပါတယ်။ဘုံဘုံနေစွန့်ခံမကြွလာခင်မှာတကားမားတွေကကြိုတင်ပြီးတော့ပြင်ဆင်ဆောင်ဆိုင်နေကြရပါတယ်။လူဝယ်ပစ္စည်းလိုအပ်လာလို့ရှိရင်လည်းအနီးနားမှာပဲရောင်းချပေးတဲ့သူတွေရှိတာမို့စိတ်မပူရပါဘူး။ဘုံဘုံတွေကတော့အချိန်အတိအကျပါပဲ6:20မှာစွန့်ခံကြွကြပါတယ်။နိုင်ငံသားအများအပြားလည်းဒီလေးထောင်လာပြီးတော့ကိုယ်တိုင်ပါဝင်ကြပါတယ်။စကူတိုင်းမှာမနက်6:20တိုင်းပြုလုပ်လေးရှိတဲ့ချစ်စရာလေးထားလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်တီးရ The Traveler ပါ။